ဘုရားမြတ်စွာဟောကြားတော်မူခဲ့တဲ့ဒုစရိတဝိပါကသုတ်တံဆိုတာရှိမြတ်စွာဘုရားကိုယ်တိုင်ကံကံဤအကျိုးနဲ့ပတ်သက်ပြီးတော့ရှင်းလင်းဟောကြားခဲ့တဲ့သုတ်တံဒေသနာတော်တွေဟာအလွန်များတယ်ကံကံဤအကျိုးနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားဟာဒေဝစကုဉာဏ်ကိုအခြေခံပြီးတော့ရရှိလာတဲ့ယထာကမ္မုပကဉာဏ်ဘယ်ကံမျိုးလုပ်လို့ရှိရင်ဘယ်လိုအကျိုးဆက်တွေရရှိနိုင်တယ်ဆိုတာအကြောင်းနဲ့အကျိုးကံနဲ့အကျိုးကိုရှင်းရှင်းလင်းလင်းဟောကြားထားတဲ့ဒေသနာဖြစ်တယ်ပေါ့လောကလူတော်ဝါတွေဟာနေ့စဉ်နဲ့အမျှစိတ်ထဲမှာဖြစ်ပေါ်နေတဲ့မနောကံတွေနှုတ်ကနေထုတ်ဖော်ပြောတဲ့ဝစီကံတွေကိုယ်ဒီလက်ရောက်လုပ်နေတဲ့ကာယကံတွေအကောင်းနဲ့အဆိုးဆိုတာဖြစ်ပေါ်ပြီးတော့နေတယ်ကိုယ်ကိုပြန်ပြီးတော့သုံးသပ်ကြည့်တို့တွေနေ့စဉ်လုပ်နေတာစိတ်ကူးကြံစည်နေတာဟာမနောကံအဖြစ်ရောက်နေသလားတို့တွေနှုတ်ကနေပြီးတော့ထုတ်ဖော်ပြောဆိုနေတဲ့ပြောဆိုမှုတွေဟာဝစီကံအဖြစ်ရောက်နေသလားတို့တွေကိုယ်ထိလက်ရောက်လုပ်နေတဲ့ကိုယ်မှုတွေကကာယကံအဖြစ်ကိုရောက်နေသလားကံဆိုတာစေတနာဟံဘိက္ခွေကမ္မဝရာမိလို့နိဗ္ဗေဒိကသုတ်တံမှာမြတ်စွာဘုရားဟောထားတဲ့စကားကိုအကြောင်းပြုပြီးတော့မြန်မာလူမျိုးတွေတော်တော်များများသိတယ်ကံဆိုတာစေတနာကိုခေါ်တယ်လို့ဆိုတာကမ္မဆိုတာပြုလုပ်တဲ့အလုပ်ကိုကမ္မလို့ပြောတာအမှုကိစ္စအဲ့ဒီအမှုကိစ္စရဲ့နောက်ွယ်ကတွန်းအားဘယ်သူလဲလို့ဆိုတဲ့အခါကျရေပုံရအပြင်ပြောတာစေရနာဟံကမ္မဘိက္ခွေစေရနာဟံဘိက္ခွေကမ္မဝရာမိဆိုရေပုံရစကားလို့မှတ်စေရနာကိုသာကံလို့ခေါ်တယ်လို့ဒီလိုတော့တထစ်ကြမမှတ်နဲ့စေရနာမှန်သမျှကံဆိုတာမှတ်တယ်စေရနာဆိုရင်ကံလို့ပဲမှတ်တာဘာဖြစ်လို့တော့ဆိုပဋ္ဌာန်း24ပစ္စည်းထဲမှာစေရနာဟူသမျှကိုကမ္မပစ္စယောလို့ဒီလိုခေါ်ထားတယ်နော်ကမ္မပစ္စယောတဲ့သဟဇာတကမ္မနာနခတိကကမ္မဖြစ်ပေါ်ဖြစ်ပက်စိတ်စေတသိက်တွေနဲ့ဗျိုင်းတူဖြစ်လာတဲ့စေရနာစေတသိက်လေးဟာအလုံးအတွက်တွန်းအားဖြစ်နေလို့သဟဇာတကမ္မလို့ဒီလိုပြောတာနောက်တစ်ခုကနာနာခဏိကကမ္မဆိုတာအခုမြန်မာလူမျိုးတွေပြောနေတဲ့ကံတိုင်းပဲကံကောင်းတယ်ကံမကောင်းဘူးလို့ပြောနေတာကြတော့နာနခဏိကကမ္မလို့ခေါ်တယ်ဒီစေရနာကြတော့ကုသိုလ်အကုသိုလ်နဲ့သက်ဆိုင်တယ်လို့ဒီလိုမှတ်ကုသိုလ်အကုသိုလ်နဲ့သက်ဆိုင်တယ်တခြားစေရနာတွေနဲ့မသက်ဆိုင်ဘူးစေရနာဆိုတာစိတ်မှန်သမျှမှာဖြစ်တယ်သို့တော့ကုသိုလ်စိတ်အကုသိုလ်စိတ်နဲ့တွဲပြီးတော့လာတဲ့ကုသိုလ်စိတ်အကုသိုလ်စိတ်တွေရဲ့တွန်းအားဖြစ်တဲ့စေရနာကြတော့အခုပြောတဲ့ကမ္မလို့ဒီကမ္မကိုနာနာခဏိကကမ္မကံဖြစ်တဲ့အချိန်နဲ့အကျိုးပေးတဲ့အချိန်ဟာကွာခြားတယ်လို့ဒီလိုပြောတာနော်ဖြစ်တဲ့ခဏချင်းဟာကွာတယ်ဆိုတာဘယ်လောက်ကွာတာတော့ဆိုရင်ကဘာချီပြီးတော့ကွာခြင်းလဲကွာမယ်မိနစ်ပိုင်းကွာတာလဲကွာနိုင်နော်မိနစ်ပိုင်းစက္ကန့်ပိုင်းကွာတာလဲကွာတယ်လို့ပြောရမှာတပြိုင်နဲ့မဖြစ်ဘူးကံတရားနဲ့အကျိုးတရားဟာတပြိုင်နဲ့လာတာမဟုတ်ဘူးတခါတည်းလူတွေရဲ့တဏ္ဍာမှာဖြစ်နေတဲ့ကုသိုလ်ကံပဲဖြစ်ဖြစ်အကုသိုလ်ကံပဲဖြစ်ဖြစ်ကဘာပေါင်းမြောက်များစွာခြားပြီးတော့မှအကျိုးတစ်ခုကိုထုတ်လုပ်တာလည်းရှိတယ်အကျိုးတစ်ခုထုတ်လုပ်တယ်ဒါကြောင့်မို့ကံဆိုတာပျောက်ကွယ်သွားတာမဟုတ်ဘူးစိတ်အစဉ်ထဲမှာတတ္တဝါတွေတဏ္ဍာမှာစိတ်အစဉ်ရှိနေသမျှကံဆိုတဲ့သဘာဝတရားသည်အနာကြီးအနေနဲ့ကြည်ရှိနေတယ်ဒီလိုဆိုတော့တချို့ကစောရကတက်ကြတယ်စေရနာဆိုတဲ့ကံတရားဟာအနိစ္စပဲမဟုတ်လားလို့ဆိုဟုတ်ပါတယ်အနိစ္စဖြစ်ပြီးရင်တော့ပြတ်သွားတာပြတ်သွားပြီမဲ့လို့ဘာကြံရစ်တယ်လဲဆိုတော့စွမ်းအားတတ္တိတစ်ခုကြံတတ္တိဆိုတာအကောင်ထဲမဟုတ်ဘူးလေ
လူတွေမှာစွမ်းရည်တတ္တိဆိုတာလေးတွေရှိတယ်စွမ်းရည်တတ္တိဆိုတာမြင်ရတာမဟုတ်ဘူးဆိုပါစို့ငယ်ငယ်တုန်းကဘူလာရန်ပညာသင်ခဲ့တယ်စာရေးတတ်တယ်ဖတ်တတ်တယ်စွမ်းရည်တတ္တိတွေရတယ်အဲ့ဒီသင်ခဲ့တာတွေမေ့သွားပြီမဲ့လို့နော်အလတ်တန်းတို့အထက်တန်းတို့တက္ကသိုလ်ပညာရပ်တို့စီးပူးတဲ့အခါမှာထောက်ကူဖြစ်နေတာပဲကြောက်သွားတာမဟုတ်ဘူးဆိုတာအမတန်မှထင်ရှားတယ်နော်အနိစ္စသဘောတရားအရဖြစ်ပြီးရင်တော့ပြတ်တာပဲမှန်တယ်ဖြစ်ပြီးပြတ်ပေမဲ့လို့ကိုယ်တဏ္ဍာမှာစွမ်းရည်တတ္တိလေးတွေချမ်းနေတယ်ဒါကြောင့်မို့အည်အချင်းလို့ခေါ်ကြတာပေါ့အည်အချင်းဆိုတာမြင်ရတာမဟုတ်ဘူးလှုပ်ဆောင်နိုင်တဲ့စွမ်းရည်တတ္တိကိုပြောတာနော်အဲ့ဒီအည်ချင်းနေနဲ့ကံတရားတွေဟာဘလောက်ခွဲကွာဒီအည်ချင်းဟာပြည့်ရင်းသွားတာမျိုးမရှိဘူးလို့ဒီလိုနားလည်ရဒါကြောင့်မို့လို့ဒီဘဝကလှုပ်ထားတဲ့ကံတွေဟာနောက်ဘဝမှာအကျိုးဖြစ်ထွန်းတယ်နောက်ဘဝမကဘူးဘဝပေါင်းမြောက်များစွာခြားကွယ်ပြီးတဲ့နောက်မှာလည်းအကျိုးပေးလာတာရှိတယ်ဘဝပေါင်းမြောက်များစွာတွေမကဘူးကဘာပေါင်းကြာတော်လည်းပဲဒီကံတရားတွေဟာလူတွေရဲ့တဏ္ဍာမှာပျောက်ကွယ်သွားတာမရှိဘူးဒါကြောင့်မို့လို့ကံကို၃မျိုး၃စားခွဲပြီးတော့ပြောကြတာအလုပ်တစ်ခုအောင်မြင်မှုအတွက်တွန်းအားလို့ဆိုတာစေတနာပဲအဲ့ဒီစေတနာတွန်းအားဟာစွမ်းရည်တတ္တိသိမ့်မပြေသေးတဲ့တွန်းအားဆိုလို့ရှိရင်ဖြစ်လွယ်ပြက်လွယ်သဘောအဖြစ်ဒီဘဝမှာပဲအကျိုးပေးတဲ့ဒိဋ္ဌဓမ္မဝေရဏိယကံလို့ခေါ်တယ်အဲ့ဒီတွန်းအားကစကားစဆိုတော့နုနယ်သေးတယ်နုနယ်သေးတဲ့တွန်းအားစီနောက်ဘဝထီအောင်မပါနိုင်ဘူးဒီဘဝမှာအကျိုးပေးတယ်အကျိုးပေးတယ်ဆိုတာပေးကိုပေးရမှာလားလို့ဆိုတော့မဟုတ်ဘူးအကြောင်းပေါင်းအကူအညီအကြောင်းတွေရမှပေးလို့ရတယ်ဆိုပါစို့မျိုးစိလေးတစ်ခုဟာအပင်ပေါက်နိုင်တဲ့စွမ်းရည်တတ္တိရှိတယ်ဒါပေမဲ့ပေါက်ကိုပေါက်တာလားလို့ဆိုမပေါက်ဘူးမြေနဲ့ရေနဲ့တွေ့မှပေါက်မှာလေသူကြီးဆိုဘယ်မပေါက်နိုင်ဘူးအဲ့ဒါလိုပဲကံတရားဟာအကျိုးပေးနိုင်တဲ့စွမ်းရည်တတ္တိရှိနေပေမဲ့လို့အထောက်အကူပြုမဲ့အရာတွေရှိမှသူကအကျိုးပေးတယ်လို့ဒီလိုပြောတယ်နောက်တစ်ခါစွမ်းရည်တတ္တိလုံးဝပြည့်သွားတဲ့ကံတရားကြတော့ဥပပိစ္ဆဝေရဏိယကံလို့ခေါ်တယ်နောက်ဒီဘဝပြီးရင်နောက်ဘဝကိုအကျိုးထုတ်လုပ်မဲ့ကံတရားအဲ့ဒီကံတရားကြတော့စွမ်းအားတွေကလုံးဝပြည့်သွားသည့်အတွက်ကြောင့်နောက်ဘဝမှာကျိုးပေးမယ်ဒါဖြင့်နောက်ဘဝမှာကျိုးပေးတယ်ဆိုတာရောသေချာပေါက်အကျိုးပေးတာလားလို့ဆိုတော့ဒီလိုကံမျိုးတွေတိမ့်တန်းကြရေချီရှိတဲ့ထဲကအကျိုးပေးခွင့်ရတဲ့ကံတစ်ခုပဲအကျိုးပေးမယ်ကြံတဲ့ကံတွေအကျိုးပေးလို့တော့မရဘူးအကုန်လုံးအကျိုးပေးတာမဟုတ်ဘူးအဲ့တော့အဲ့ဒီထဲမှာအကျိုးပေးခွင့်ရသွားလို့ရှိရင်သူကအကျိုးပေးမယ်အကျိုးပေးခွင့်မရလို့ရှိရင်တော့ဟောတိကံလို့ခေါ်တယ်ဟောတိကံဆိုတာခုခေတ်ပြောမယ်ဆို expire ဖြစ်တယ်လို့ခေါ်တယ်ဆေးတွေဟာဒိတ်လွန်သွားရင် expire ဖြစ်တယ်လို့ကံကလည်းပဲဒိတ်လွန်သွားတဲ့ကံရှိတယ်အကျိုးပေးရမယ်အချိန်ရောက်ရတဲ့အကြောင်းပေါင်းအကူအညီမရသည့်အတွက်ကြောင့်အကျိုးမပေးတော့ဘူးဆို expire ဖြစ်တာဒါကိုအဟောတိကံလို့ခေါ်တာဟောနောက်ကံတစ်ခုကြတော့စွမ်းအားတတ္တိတွေကဒီဘဝအကျိုးပေးလောက်အောင်လဲမထက်မြက်ဘူးဒုတိယဘဝမှာအကျိုးပေးလောက်အောင်လဲမထက်မြက်ဘူးသို့သောစွမ်းရည်တတ္တိတွေရထားပြီးပြီဆိုတဲ့ကံကြတော့တတိယဘဝကနေစပြီးနိဗ္ဗာန်ထိအောင်ဘဝတန်တရားရှိနေသမျှကာလပတ်လုံးအကျိုးပေးနိုင်တဲ့အနေအထားတစ်ခုရောက်တယ်အဲ့ဒါမျိုးကိုအပရပရိယာယဝေရဏိယကံနောက်အလှည့်သင့်တဲ့ချိန်မှာအကျိုးပေးမှာလို့ပြောတယ်အဲ့ဒီကံကလွတ်တဲ့တတ္တဝါဆိုတာမရှိဘူးတဲ့အကြောင်းပေါင်းကြီးညွတ်လို့တန်တရားဝကမလွတ်သေးရင် तू ကနောက်ကပါနေမှာဒီလိုဆိုလိုတာပေါ့နော်ဒါကုသိုလ်ကံပဲဖြစ်ဖြစ်အကုသိုလ်ကံပဲဖြစ်ဖြစ်ဘုန်းကြီးတို့တွေနေ့စဉ်နဲ့မျှစိတ်ထဲမှာကြံတွေးနေတဲ့မနောကံတွေနှုတ်ကနေထုတ်ပြောနေတဲ့ဝစီကံတွေကိုယ်ဒီလက်ရောက်လုံနေတဲ့ကာယကံတွေလို့ဆိုတဲ့
နောက်ွယ်ကတွန်းအားလို့ခေါ်တဲ့စေတနာတရားအဲ့ဒီစေတနာတရားကိုကံလို့ပြောတာဟာစေတနာမှန်သမျှသည်ကံဖြစ်တယ်သို့တော့ကုသိုလ်အကံအကုသိုလ်ကံနဲ့ကုသိုလ်စိတ်အကုသိုလ်စိတ်နဲ့တွဲဖက်လာတဲ့ကုသိုလ်ကံအကုသိုလ်ကံကိုသာလဲဒီနေရာမှာကံကံဤအကျိုးလို့ဒီလိုဆိုလိုတယ်လို့ဒီလိုမှတ်ဒါဖြင့်စေတနာတစ်ခုတည်းကံလားလို့ဆိုမဟုတ်ဘူးမနောကံကြတော့စေတနာကိုကံခေါ်တာမဟုတ်ဘူးအဘိဇ္ဇာလို့ဆိုတဲ့လောဘဗျာပါဒဆိုတဲ့ဒေါသမိစ္ဆာဒိဋ္ဌိလို့ခေါ်တဲ့ဒိဋ္ဌိအဲ့ဒီသဘာဝတရားတွေကိုလည်းစေတနာမဟုတ်ပေမဲ့လို့ကံလို့ခေါ်သေးတယ်ဒါကိုပြောလို့တာနော်ဒါတွေမကဘူးတခြားကံဆိုတာဘာတွေရှိသေးတော့ဆိုမဂ္ဂင်၈ပါးကိုလည်းကံလို့ပြောတာပဲဘုဇင်9ပါးကိုလည်းကံလို့ပြောတာပဲနော်ကံလို့ခေါ်နိုင်အဲ့ဒီကံတွေကြတော့ကံတရားတွေကိုဖြည့်ဆည်းပြစ်နိုင်တဲ့စွမ်းအားရှိတဲ့ကံတွေဒီလိုပြောတာနော်အနုမို့ဆိုရင်ကံတရားတွေဟာလိုက်အကျိုးပေးနေလို့လူတွေဟာကံကနေလွတ်မြောက်ဖွယ်ရာအကြောင်းမရှိဘူးဒါကြောင့်မို့လို့မဂ္ဂင်၈ပါးတို့နော်ဘုဇင်9ပါးလို့ဆိုတဲ့ဒီကံတရားတွေကြတော့ကုသိုလ်ကံကိုပဲဖြစ်စေအကုသိုလ်ကံကိုပဲဖြစ်စေအကုသိုလ်ကံတွေကိုဖယ်ရှားပြီးတော့ကုသိုလ်ကံတွေပါအကျိုးပေးလို့မရအောင်လုပ်နိုင်စွမ်းတတ္တိရှိတယ်လို့ဒါကြောင့်မို့လို့တန်တရားကလူတွေဟာကံကံဤအကျိုးကိုအကုန်လုံးမခံရဘဲနဲ့တန်တရားဝကလွတ်သွားတာတွေလည်းရှိတာပေါ့သူတို့ပြောတာအနုဘုဆိုရင်တန်တရားဝကလွတ်เสียအကြောင်းမရှိဘူးဘာလို့လဲဆိုရင်လူတွေနေ့စဉ်အမျှကြံတွေးနေတာတွေကအကောင်းတွေးတာနည်းတယ်ပြောသမျှတွေကလည်းအကောင်းပြောတာနည်းတယ်လုပ်သမျှတွေကလည်းအကောင်းလုပ်တာကအမတန်မှရာခိုင်နှုန်းနဲ့တွက်ကြည့်နည်းနေတယ်ကိုတော့ကိုယ့်ကိုလေးလာဆန်းစစ်ကြည့်ပေါ့နော်တနေ့တာမှာငါတွေးတာဟာအပြစ်မကင်းတဲ့အကုသိုလ်ကံတွေတွေးတာရှိလားပြောနေတဲ့စကားတွေကအကုသိုလ်ကံတွေပါနေသလားလုပ်နေတဲ့အလုပ်တွေရောအကုသိုလ်ကံတွေဖြစ်နေသလားဆိုတာကိုယ့်ဘက်ကိုစမ်းစစ်ကြည့်ပြီးတော့ကိုယ့်ကိုပြုပြင်ရမယ်လို့မြတ်စွာဘုရားဒီလိုခေါ်တာနော်အဲ့ဒါလို့ဘယ်ကံကဘယ်အကျိုးကိုပေးတယ်ဆိုတာမြတ်စွာဘုရားသခင်ကိုရောမြတ်ရဲ့ယထာကံမူပကဉာဏ်သို့မဟုတ်မြတ်စွာဘုရားရဲ့ဉာဏ်တော်စွမ်းအား10မျိုးထဲမှာပါဝင်တဲ့တပ္ပထခာမိနိဘဝမျိုးစုံနောက်ဆုံးနိဗ္ဗာန်ထိအောင်ရောက်စေနိုင်တဲ့တရားဝါတွေလှုပ်ဆောင်နေကြတဲ့အကျင့်တွေကံတရားတွေအကြောင်းကိုကွယ်ပြားခွဲခြားမြတ်စွာဘုရားကသိနိုင်စွမ်းရှိတယ်ဒီလိုဆိုတာဒါကြောင့်မလို့ကံတရားကိုမြတ်စွာဘုရားကအခြေခံအားဖြင့်တရားဝါတွေတတိထားပြီးတော့ရှောင်ကျင်မှုနဲ့ပြုလုပ်ဖို့ဆိုပြီးတော့ဒီနှစ်ခုကိုအဓိကထားပြီးတော့မြတ်စွာဘုရားဟောတယ်မြတ်စွာဘုရားတရားတော်တွေကိုအနှစ်ချုပ်ကြည့်လိုက်ဆိုလို့ရှိရင်အကုသိုလ်မှန်သမျှရှောင်ကျင်မှုနဲ့ကုသိုလ်မှန်သမျှပြည့်စုံအောင်ကြိုးစားအထောက်မှုဒီနှစ်ခုဟာအဓိကအကျဆုံးပဲနော်ဘယ်လုပ်လို့ဘာနဲ့တိုင်းတာပြီးပြောရမလဲဆိုရင်ကိုလုပ်တဲ့အလုပ်ဒီအကုသိုလ်တွေနည်းပါးစေပြီးကုသိုလ်တရားတွေတိုးပွားစေသလားသို့မဟုတ်အကုသိုလ်တွေရောနှဲသွားပြီးကုသိုလ်တရားတွေနည်းပါးသွားပြီးတော့အကုသိုလ်တရားတွေတိုးပွားလာစေသလားဒီနှစ်ခုကိုဆန်းစစ်ကြည့်တယ်ဆန်းစစ်ကြည့်လို့အကုသိုလ်တွေကိုရောနှဲစေပြီးကုသိုလ်တွေတိုးပွားစေလို့ရှင်လို့ပြောတာမြတ်စွာဘုရားဒီနှစ်ခုအမြဲတမ်းချိန်ခွင်ညာတဲ့ဖွဲကြည့်ပြီးတော့ကုသိုလ်ဘက်ကအမြဲတမ်းအသာစီးရနေအောင်တတိထားဖို့လိုအပ်တယ်အကုသိုလ်ဘက်ကအသာစီးရမယ့်အလုပ်ဆိုရင်ရှောင်နိုင်ဖို့ကြိုးစားဒီလိုဆိုလိုတာပေါ့နော်ဒီတဘာဝတရားနှစ်ခုဟာကုသိုလ်နဲ့အကုသိုလ်ဆိုတာပါဟာယကနဲ့ပါဟတပ္ပလို့ခေါ်တယ်ကုသိုလ်ကဖယ်ရှားတတ်တဲ့တရားအကုသိုလ်ကအဖယ်ခံရတဲ့တရားလို့ဒီလိုဆိုလိုတာဘာနဲ့ဥပမာတူလို့ဆိုရင်ယောဂနဲ့ဆေးဟုတ်ကဲ့ယောဂနဲ့ဆေးဆိုတာယောဂကိုဖယ်ရှားပြစ်တာလေ
ယောဂကဆေးကိုဖယ်ရှားတယ်လို့မရှိဘူးယောဂကဆေးကိုဖယ်ရှားတာလို့ပြောတာမဟုတ်ဘူးဆေးကယောဂကိုဖယ်ရှားတယ်အဲ့ဒီတိုင်းပဲယောဂနဲ့အလားတရံတူတဲ့အကုသိုလ်ကိုဆေးနဲ့အလားတရံတူတဲ့ကုသိုလ်ကဖယ်ရှားပစ်တာဒါကြောင့်မို့လို့ပါဟာယကနဲ့ပါတ္တပလို့စာပေကျမ်းကမှာဒီလိုသုံးတာနော်တခါတည်းယောဂဘလောက်ကြီးကြီးအစွမ်းထက်တဲ့ဆေးကလေးတစ်ခွက်တောက်လိုက်တာနဲ့ယောဂတွေပျောက်သွားတာရှိတယ်ထို့တူပဲအကုသိုလ်ကံတွေဘလောက်ကြီးဘလောက်များကြီးလှုပ်ထားအစွမ်းထက်တဲ့ကုသိုလ်လေးတစ်ခုကနေပြီးတော့ကယ်သွားတာလည်းရှိတာပဲဥပမာတစ်ခုကြည့်လူတွေမြောင်များစွာတတ်လာတဲ့ကဘာကျော်လူသက်သမားကြီးအင်္ဂုလိမာလအင်္ဂုလိမာလဟာတာမန်အားဖြင့်ငရဲကလွတ်เสียအကြောင်းမရှိတော့ဘူးเนาะငရဲလွတ်เสียအကြောင်းမရှိဘူးသူလှုပ်ထားတဲ့အကုသိုလ်တွေကအကျိုးပေးဖို့အချိန်မကျသေးလို့သာသူ့ရဲ့တဏ္ဍာမှာအင်ဖြည့်အားဖြည့်နဲ့စွမ်းရည်တတ္တိတွေရှိနေကြပဲစင်သင့်ဖြစ်နေပြီအင်အားအပြည့်အဝနဲ့ရှိနေကြဒီဘဝရဲ့အသေးကိုစောင့်နေတာဒီဘဝသေတာနဲ့တပြိုင်နက်အပင်ငရဲကိုကြစေမှာပဲဒီအကုသိုလ်တွေကနော်သို့တော့ကံကောင်းရင်တော့သူ့ရဲ့ဉာဏ်စွမ်းဉာဏ်စမြတ်စွာဘုရားရဲ့အဆုံးအမကိုရလိုက်လို့သူ့ရဲ့ဉာဏ်စွမ်းဉာဏ်စနဲ့ကိုချင်းသီလတွေလူဆိုးဘဝကနေပြီးလူကောင်းအဖြစ်ကိုချင်းသီလတွေကိုခံယူဆောက်တည်ပြီးတဲ့နောက်ပါဏာတိပါဒအမှုကိုလုံးဝရှောင်ကျင်လိုက်ပြီးတော့အစွမ်းထက်တဲ့ခုနကမဂ္ဂင်၈ပါးအကျင့်တရားကိုကျင့်လိုက်တာအစွမ်းထက်တဲ့ရတ္တမက်လို့ဆိုတဲ့ကုသိုလ်မက်ဆိုတာမဂ္ဂင်၈ပါးကိုဖွဲ့စည်းထားတာမဂ္ဂင်၈ပါးနဲ့ဖွဲ့စည်းထားတာမဂ္ဂင်၈ပါးအစုဝေးကိုမက်လို့ခေါ်တာအဲ့ဒီမက်စွမ်းအားဟာနံပါတ်၄ဖြစ်တဲ့အရတ္တမက်ဆိုဒီမှာသမ္မာဒိဋ္ဌိသမ္မာသင်္ကပ္ပသမ္မာဝါစာသမ္မာကမ္မန္တသမ္မာအာဇီဝသမ္မာဝါယာမသမ္မာတတိသမ္မာသမာဓိတနည်းအားဖြင့်ပြောမယ်ဆိုလို့ရှိရင်သီလရဲ့သမာဓိရဲ့ပညာရဲ့အစွမ်းထက်တဲ့သီလအစွမ်းထက်တဲ့သမာဓိအစွမ်းထက်တဲ့ပညာအထက်မြတ်ဆုံးပညာကိုရလိုက်တာနဲ့တပြိုင်နက်သူလှုပ်ထားတဲ့အကုသိုလ်တွေကအကုန်လုံးအရှုံးပေးသွားဘယ်လိုကြောင့်အရှုံးပေးရတာတုံးဆိုသူတို့ရဲ့အဖော်သဟဲဖြစ်တဲ့ကိလေသာတွေကိုရတ္တမက်ကဖယ်ရှားပစ်လိုက်သည့်အတွက်ကြောင့်ကံတွေဟာအကျိုးပေးခြင်းတော့လည်းပေးလို့မရတော့ဘူးဒီလိုဆိုလိုတာเนาะအဲ့ဒါကိုမြတ်စွာဘုရားကဘယ်လိုဟောလိုက်တုံးဆိုယတ္တပပံကတံကမ္မံကုသလေနပိဋိယတိသူလှုပ်ထားတဲ့မကောင်းမှုတွေအားလုံးကိုကုသိုလ်နဲ့ဆုတ်ပိတ်တားဆီးပြစ်လိုက်တယ်လို့ပယ်ဖြတ်ပြစ်လိုက်ပြီလို့အစွမ်းတတိထက်တဲ့ကုသိုလ်တရားနဲ့ပယ်ဖြတ်လိုက်တယ်လို့ပြောဘယ်ကုသိုလ်လဲလို့ဆိုရင်ခုနကမဂ္ဂင်၈ပါးနဲ့စုစည်းထားတဲ့အရတ္တမက်ဆိုတဲ့ကုသိုလ်အဲ့ဒီကုသိုလ်ရဲ့စွမ်းအားနဲ့အကုသိုလ်မှန်သမျှဟာဖြည့်ဆည်းခြင်းခံလိုက်ရတော့ဒီအကုသိုလ်ကံတွေကဘဝတန်တရားမှာလိုက်ပေးဖို့အခွင့်အရေးတော့မရသို့တော့လုံးဝအကျိုးမပေးတာလားဆိုတော့မဟုတ်ဘူးသူလုပ်ခဲ့တဲ့အကုသိုလ်ကံတွေကြောင့်ရှင်အင်္ဂုလိမာလဟောကခဲနဲ့ပေါက်လိုက်သူခေါင်းလာကြနော်သူပေါက်တာမဟုတ်လေသူခေါင်းပေါ်လာရောက်တယ်ဒီလိုငှက်ဖြစ်တစုံတရာကိုဖြစ်ခဲနဲ့ထူလိုက်တဲ့အခါရှင်အင်္ဂုလိမာလခေါင်းလာထိတယ်ကံဆိုတာလေကိုလှုပ်တာမဟုတ်ပေမဲ့လို့လာထိတယ်အေးသူ့ကိုမုန်းတီးတဲ့ပုဂ္ဂိုလ်တွေကလည်းခဲနဲ့ထူကြဆုံးငံသွားတယ်ဆိုရင်တပိတ်ကွဲသင်္ကန်းတွေစုပ်ပြဲလို့ဆုံးမရတဲ့ရက်တွေအများကြီးပဲအဲ့လိုဒုက္ခတွေတော့သူခံရတယ်သို့တော့နောက်ဘဝကိုဆက်ဆက်ပေးနိုင်မဲ့တဏှာဆိုတဲ့ကိလေသာတဏှာဥဆောင်တဲ့ကိလေသာတွေသူ့မှာမရှိတော့ဘူးဆိုတဲ့အခါကျအပင်ပေါက်เสียမြေတဲ့ရေတွေမရှိတော့သည့်အတွက်ကြောင့်လှုပ်လာတဲ့အကုသိုလ်မျိုးစေ့တွေဟာဒီတိုင်းပဲခန်းချောက်သွားတယ်ဒီအဓိပ္ပာယ်ကိုပြောတာเนาะဒီအဓိပ္ပာယ်ကိုပြောတာ
အဲ့တော့တားဆီးနိုင်တယ်ဆိုအားကိုးစရာမတမကောင်းတယ်ကံကံရဲ့သဘောတွေကိုမြတ်စွာဘုရားသခင်ကိုရမြတ်တာအကုန်သိနိုင်ကံကံရဲ့အကျိုးတရားတွေကိုဘုရားကသာသိနိုင်လို့ဉာဏ်တဲ့ပုဂ္ဂိုလ်တွေတွားပြီးတော့ကိုဉာဏ်မမီတာတွေကိုတွားပြီးတော့မစင်စားလေနဲ့မစင်စားနဲ့ဆိုတာစဉ်းစားလို့ရသလောက်ကိုမစဉ်းစားနဲ့လို့ပြောတာမဟုတ်ဘူးအကုန်လုံးကိုလိုက်ပြီးတော့ကိုဉာဏ်မမီပဲနဲ့စဉ်းစားလိုက်လို့ရှိရင်ယူသွားနိုင်တယ်လို့သူတို့ပြောတယ်အဲ့ဒါကိုအစိမ့်တရား၄ပါးတမန်အသိဉာဏ်နဲ့သိနိုင်စွမ်းမရှိလို့မကြံစီနေတဲ့ကမ္မဝိပါကောအစိမ့်တရားကံရဲ့အကျိုးတရားဟာအမှန်တမ်းဆန်းပြလို့မြတ်စွာဘုရားသာသိနိုင်တာဖြစ်သောကြောင့်အဲ့ဒါကိုမိမိဉာဏ်မမီပဲနဲ့တွားပြီးတော့စဉ်းစားမယ်ဆိုလို့ရှိရင်ယူသွားနိုင်တယ်လို့ဒီလိုဆိုတယ်မြတ်စွာဘုရားဒါကတော့လူတိုင်းဟာဉာဏ်ရင်ဉာဏ်သွေးဆိုတာအတိုင်းအတာတစ်ခုပဲရှိတယ်လေမျက်စိကမြင်တာတောင်မှပဲကိုယ်အတိုင်းအတာရှိသလောက်ပဲကိုမြင်ရတာလေအဲ့ဒါလို့အသိဉာဏ်ဆိုတာလဲလူတိုင်းမှာအတိုင်းအတာအကန့်အသတ်ရှိတယ်ကိုယ်အသိဉာဏ်နဲ့မမီတဲ့အရာကိုလှမ်းမယ်ဆိုလို့ရှိရင်ပင်ပန်းယုံပဲရှိမယ်လို့ဒီလိုအဓိပ္ပာယ်မျိုးကိုပြောတာအဲ့ဒါကိုဆိုလိုတာအဲ့တော့ဘုရားဘာသာဝင်သူတော်စင်တွေယုံကြည်ကြတဲ့မြတ်စွာဘုရားရဲ့အဆုံးအမတစ်ခုကံကံဤကျိုးလို့ဆိုတဲ့ကမ္မတက္ကတာသမ္မာဒိဋ္ဌိဘယ်သူမပြုမိမိမှုကောင်းတာလုပ်ရင်ကောင်းကျိုးရတယ်မကောင်းတာလုပ်ရင်မကောင်းကျိုးရတယ်ဆိုတဲ့ကံကံဤကျိုးကိုလက်ခံယုံကြည်မှုဆိုတဲ့သမ္မာဒိဋ္ဌိဟာဘုရားဘာသာဝင်ဖြစ်ဖို့အတွက်အခြေခံအရေးကြီးဆုံးအမြင်တစ်ခုပဲဖြစ်တယ်အဲ့ဒါမှမရှိရင်တခြားဘာသာဝင်တယောက်ဟာလည်းဘုရားဘာသာဖြစ်ဖို့မရဘူးမဖြစ်နိုင်ဘူးကံကံဤအကျိုးကိုယုံကြည်ခြင်းလို့ဆိုတာအဓိကအကျဆုံးပဲလို့ဒီလိုဆိုတာနော်အဲ့တော့ကံကံဤအကျိုးကိုယုံကြည်သူနဲ့မယုံကြည်သူဘာခွာလဲစဉ်းစားကြည့်ကံကံဤအကျိုးကိုယုံကြည်သူကဘယ်လိုတွေးမလဲသူတွေးမယ်လေအေးမကောင်းတာလုပ်ရင်မကောင်းကျိုးခံရမယ်ကောင်းတာလုပ်ရင်ကောင်းကျိုးဆံရမယ်ဒါသူ့အတွေးကံကံဤအကျိုးကိုမယုံကြည်တဲ့ပုဂ္ဂိုလ်ကြတော့ဘယ်လိုတွေးတော့အေးကံဆိုတာမရှိပါဘူးကိုလှုပ်ချင်တာလှုပ်ပဲဆိုဒါဖြင့်လှုပ်ချင်တာလှုပ်ပဲကောင်းတာလှုပ်လဲကောင်းကျိုးရတာမဟုတ်ဘူးဆိုးတာလှုပ်လဲဆိုးကျိုးဖြစ်တာမဟုတ်ဘူးကံကံဤအကျိုးကိုမယုံကြည်ဘူးဆိုတဲ့ညှင်းပယ်တဲ့ပုဂ္ဂိုလ်ဟာသူလှုပ်ချင်တာလှုပ်မယ်သူလှုပ်ချင်တာကဘာတော့ဆိုရင်မကောင်းတာတွေကြီးပဲအဲ့တော့ပိုဆိုးသွားနိုင်တဲ့အနေအထားမျိုးရှိတယ်ပေါ့ဒါပြောတာနော်ယုံကြည်သူနဲ့မယုံကြည်သူကွာခြားသွားဒီနေရာမှာမယုံကြည်တဲ့လူကအကောင်းလုပ်ဖို့မဖြစ်နိုင်တော့ယုံမယုံတော့ဟောယုံကြည်တဲ့လူကတော့အေးအဆိုးမဖြစ်ချင်ဘူးအကောင်းပဲဖြစ်ချင်တယ်လူဆိုတာကကောင်းကျိုးချမ်းသာပဲရကြတယ်ဆင်းရဲဒုက္ခမကြုံကျင်ဘူးဒါကြောင့်မို့ကောင်းကျိုးချမ်းသာပေးတယ်ဆိုတော့ကုသိုလ်ကကောင်းကျိုးချမ်းသာပေးတယ်ဒါကြောင့်မို့ကုသိုလ်လုံးမပဲလို့ဆိုတဲ့အတွေးဝင်တယ်အကုသိုလ်တွေလုပ်ရင်အကုသိုလ်ရဲ့အကျိုးတွေငါခံရမှာပဲလို့အတွေးဝင်လာတယ်ဟောအမြင်ချင်းဟာအမှန်တမ်းကွာခြားတယ်လို့ကွာခြားသည့်အတွက်ကြောင့်ကံကံဤအကျိုးကိုလက်ခံယုံကြည်တဲ့ပုဂ္ဂိုလ်ကလူတော်လူကောင်းဖြစ်တယ်ကံကံဤအကျိုးကိုညှင်းပယ်လို့ရှင်လူတော်လူကောင်းဖြစ်ဖို့တောင်မရှိဘူးအမှန်တမ်းကွာခြားတဲ့အဓိပ္ပာယ်တစ်ခုပြောတာနော်အဲ့တော့မြတ်စွာဘုရားကထိုသုတ်တန်နေမှာကံကံဤအကျိုးဟောတာတွေမြောက်များစွာရှိတယ်အခုဒီနေ့ဒုစရိတဝိပါကသုတ်ဆိုတာသင်္ကုတ္တရနိကေမှာမြတ်စွာဘုရားဟောထားတာလေးကိုတတိထားကြဖို့မှတ်သားကြဖို့မြတ်စွာဘုရားရဲ့အဆုံးအမတွေဆိုတာအလွန်များတယ်ဒီကနေ့လူတွေကိုတွေးကြုံလာတဲ့အခါကျတော့ဒီကံရဲ့အကျိုးနဲ့ပတ်သက်ပြီးတော့စဉ်းကျင်စဉ်းစားလို့ရတယ်ပေါ့မိမိကိုယ်တိုင်တွေးကြုံခံစားရရင်လဲငါးပါးတွေလုပ်ခဲ့တယ်ဆိုတာသိရှိနားလည်အောင်စဉ်းကျင်စဉ်းစားနိုင်ဖို့ပါနော်သိရှိနားလည်အောင်စဉ်းကျင်စဉ်းစားနိုင်အဲ့ဒါကြောင့်မို့ဒီသုတ်တန်လေးကိုမှတ်သားထားလို့ရှိရင်တော့အရာရာမှာအဖြေတစ်ခုထုတ်ပေးနိုင်တဲ့အနေအထားတစ်ခုရှိတယ်ဘဝရဲ့အတွေ့အကြုံလေးတွေအဖြေထုတ်လို့ရအောင်
ဆိုးကိုသိရင်အကောင်းကိုလည်းမှန်းဆလို့ရတယ်အခုဒီမှာခေါင်းစဉ်ပေးလိုက်တာဒုစရိုက်အကျိုးအဆိုးပုံရိပ်များဒုစရိုက်လောက်ထားတဲ့ပုဂ္ဂိုလ်တွေဟာအကျိုးတရားအနေနဲ့အဆိုးပုံရိပ်တွေပေါ်လာနိုင်တယ်ငါမှအဲ့ဒီလိုအဆိုးပုံရိပ်တွေပေါ်နေသလားဆိုတာကိုယ့်အကိုသိဖို့လိုတယ်မသိရင်ထပ်ပြီးတော့ဆိုးလိုက်ဦးမယ်နော်တိမခွင့်လွှတ်ခြင်းတိခံခြင်းအမှားကိုအမှန်ပြခြင်းဆိုတာဖြစ်နိုင်တယ်ပေါ့အဲ့ဒါလိုမှမဟုတ်ဘူးဆိုရင်အမှားပေါ်အမှားဆင့်သွားနိုင်တယ်ပေါ့အဲ့ဒါလိုအမှားပေါ်အမှားမဆင့်ဖို့ဘုရားမြတ်စွာဟောကြားတော်မူခဲ့တဲ့ဒီတုတ်တန်လေးကိုမှတ်သားနာယူဖို့မြတ်စွာဘုရားကအချက်၈ချက်ပဲဒီတုတ်တန်မှာဒုစရိုက်10ပါးရှိတဲ့ထဲမှာကာယဒုစရိုက်3ပါးဝစီဒုစရိုက်4ပါးဒီဒုစရိုက်9ပါးမှာနောက်ကဘာထပ်ပိုးတုံးဆိုဒုစရိုက်ထဲမှာအရေးအတွက်ထည့်မထားတော့လေ9ပါးသီလထဲမှာပါတဲ့သူရမေရယကိုထည့်ပြီးတော့ဟောထားတာဒီမှာတချို့ကပြောကြသေးတယ်9ပါးသီလထဲသာသူရမေရယပါရပါဒုစရိုက်ထဲမပါဘူးမပါလို့လောက်ကောင်းတယ်လို့ထင်နေသေးတယ်နော်လောက်ကောင်းတယ်လို့ထင်နေကြဘာဝတိလာသာပါတာဒုစရိုက်မဖြစ်ဘူးလို့ဒီလိုဆင်ញီပေးတတ်တဲ့လူတွေကရှိသေးတယ်ဒါကတဘာဝကိုနားမလည်လို့ပြောတာအဲ့တော့ဒုစရိုက်10ပါးထဲမှာမြတ်စွာဘုရားသူရမေရယကိုမဟောတာဟုတ်တယ်မဟောတာသူ့အကြောင်းနဲ့သူမဟောတာဒုစရိုက်ကိုပြောတဲ့အခါမှာကာယဒုစရိုက်3ပါးဝစီဒုစရိုက်4ပါးမနောဒုစရိုက်3ပါးလို့ဆိုတော့သူရမေရယဆိုတာစဉ်းစားကြည့်လေကာယဒုစရိုက်3ပါးနဲ့လည်းတိုက်ရိုက်ပြောလို့ရတာမဟုတ်ပဲဝစီဒုစရိုက်4ပါးနဲ့လည်းတိုက်ရိုက်ပြောလို့ရတာမဟုတ်ဘူးသူကအရေးကိုတောက်တာကိုမနောဒုစရိုက်3ပါးထဲမှာလည်းတိုက်ရိုက်ပြောလို့မရဘူးသို့တော့အလျော်အားဖြင့်ပြောမယ်ဆိုလို့ရှိရင်ကာယဒုစရိုက်ထဲမှာသူကဝင်သွားတယ်ဘယ်ထဲမှာဝင်လို့ဆိုကာမေတုမိစ္ဆာစာရလို့ခေါ်တယ်ကာမလို့ဆိုတာနှစ်သက်စရာတွေကိုကာမလို့ခေါ်တာအဲ့ဒီနှစ်သက်စရာတွေကချိလိုက်မယ်ဆိုလို့ရှိရင်ကာမဂုဏ်၅ပါးဆိုတာအလုံးကြားဘူးကြတယ်မျက်စိကမြင်တဲ့နှစ်သက်စရာအဆင့်အာယုံနားကကြားတဲ့နှစ်သက်စရာအသံအာယုံနှာခေါင်းကနမ်းရှူရတဲ့နှစ်သက်စရာအနံ့အာယုံလျှာနဲ့လျဲရမယ်နှစ်သက်စရာအရသာအာယုံခန္ဓာကိုယ်နဲ့ထိတွေ့ရတဲ့ထိတွေ့အာယုံလို့ဆိုပြီးဟောကာမနှစ်သက်စရာအာယုံတွေ၅မျိုးအဲ့ဒီ၅မျိုးသည်စိတ်ကိုဖွဲ့နှောင်ထားရသောကြောင့်ခုနအနှောင်ဖွဲ့တယ်လို့ဒီလိုပြောတာအဲ့ဒီထဲမှာသူရမေရယကိုဘယ်ထဲထည့်မလို့ဆိုရင်ခွာကာမထဲမှာပါတာဖြစ်သောကြောင့်ကာမထဲမှာမြင်စရာနဲ့လည်းမဆိုင်ဘူးเนาะအနတ်နဲ့လည်းမဆိုင်ဘူးဘာနဲ့သွားဆိုင်တော့ဆိုအရသာနဲ့ဆိုင်ဒီမူရင်းစေတတ်တဲ့အရသာလေးကိုစွဲနေတာအဲ့ဒါရတလို့ခေါ်တဲ့အရသာလို့ဆိုတဲ့ကာမပေါ်မှာမှားယွင်းပြုလုပ်မှုလို့ဆိုပြီးတော့သူရမေရယကိုကာမေတုမိစ္ဆာစာရတဲ့ထည့်ထားတာလို့တခါတရံကြတော့မြတ်စွာဘုရားကခေါင်းစည်းအောက်မှာထည့်သွင်းပြီးတော့ဟောထားတာတွေအများကြီးပဲရှိတယ်ဒါကိုသဘောပေါက်ဖို့လိုတာပေါ့ရတဆိုတဲ့ကာမတခြားအသက်ရှည်ဖို့အတွက်အရသာရှိတဲ့အစားအစာကိုစားတာဟာဒါမှားတယ်လို့ပြောလို့မရဘူးခုကအသက်ရှည်မှုနဲ့မဆိုင်တဲ့လူကိုမူရစ်စေတတ်ပြီးစိတ်ကိုပြောင်းလဲသွားစေတတ်တဲ့ဟာကြတော့မှားယွင်းတဲ့အရသာလို့ခေါ်တယ်အဲ့ဒီမှားယွင်းတဲ့အရသာပေါ်မှာအဲ့ဒီအရသာပေါ်မှာမှားယွင်းပြုကျင့်မှုမို့ကာမေတုမိစ္ဆာစာရလို့ဒီလိုပြောတာနော်အဲ့တော့ကာမေတုမိစ္ဆာစာရထဲမှာပါတယ်လို့ဒုစရိုက်ထဲမှာဒီလိုပြောရမယ်အေးကောင်းပြီအခုဒီမှာသူရမေရယကိုထက်သွင်းပြီးတော့မြတ်စွာဘုရားဟောထားတယ်ကဲဒုစရိုက်ဆိုတဲ့စကားလုံးကမြန်မာနိုင်ငံမှာလည်းပဲသုံးနေကြတယ်လောကလူတွေကဒုစရိုက်နဲ့အသက်မွေးတယ်ဆိုတလွဲနားလဲကြတယ်
နော်ကိုကြတော့ဒုစရိုက်လို့မထင်ကြဘူးလေအဲ့တော့ဒုစရိုက်ဆိုတဲ့ခေါင်းစည်းအောက်မှာဘာတွေရှိသလဲဆိုတာကိုယ့်ကိုစဉ်းစားကြည့်ဒုစရိုက်တွေပဲလူတွေကပြောရင်ဒုစရိုက်နဲ့အသက်မွေးတယ်ဒုစရိုက်နဲ့အသက်မွေးတယ်ငါတို့ကတော့ဒုစရိုက်ကင်းတယ်လို့ဒီလိုထင်နေကြတယ်အဲ့တော့ကိုတကယ်ဒုစရိုက်ကင်းတာဟုတ်ကဲ့လားဒုစရိတဆိုတာပျက်စီးနေတဲ့အမှုအကျင့်တွေခေါက်ရိုးကျိုးပြီးတော့မကောင်းတဲ့အမှုအကျင့်တွေစိတ်ဓာတ်ကပျက်စီးနေလို့ဖျက်ဆီးထားတဲ့အမှုအကျင့်လူတော်လူကောင်းတွေရဲ့အကျင့်မဟုတ်တဲ့အကျင့်မှန်သမျှကိုဒုစရိုက်လို့ခေါ်တာနော်ဒုစရိုက်နဲ့အသက်မွေးတယ်ဆိုရင်မကောင်းတာရောင်းဝယ်တဲ့ပုံကိုယ်တွေကိုဒုစရိုက်လို့လက်ညှိုးထိုးလေးရှိကြတယ်လေဒီမှာအဲ့တော့ဒုစရိုက်ဆိုတာဘာတွေလဲလို့ဆိုရင်အားလုံးသိတဲ့အတိုင်းကာယဒုစရိုက်ကပါဏာတိပါဒပါဏဆိုတာတရားဝရရဲ့အသက်ကိုလူတွေရဲ့အသက်ကိုပါဏလို့ခေါ်တယ်တရားဝရရဲ့အသက်ကိုပါဏလို့ခေါ်တယ်အဲ့ဒီပါဏဆိုတဲ့အသက်ကိုအတိပါဒလင်းလင်းမြန်မြန်အချိန်မစေ့ခင်တည်သွားအောင်လုပ်တာတတ်တယ်ပေါ့ဒါပြောတာနော်ပါဏာတိပါဒရဲ့အဓိပ္ပာယ်ကပါဏအတိပါဒအသက်ကိုဖြတ်တောက်ပစ်တာစောစောစီးစီးတည်အောင်ဖြတ်တောက်ပစ်တယ်ဒီအဓိပ္ပာယ်ကိုဆိုလိုတယ်နော်တေးချိန်မတန်သေးခင်တည်အောင်လုပ်တာဒါပါဏာတိပါဒအဲ့ဒီပါဏာတိပါဒမှာလည်းအင်္ဂါ၅ချက်ကိုမှတ်သားကြအင်္ဂါ၅ချက်စုံရမယ်ဘာလဲတရားဝါလည်းဖြစ်ရမယ်တကယ်တရားဝါဖြစ်ဖို့တော့လိုတယ်တရားဝါမဟုတ်ဘဲနဲ့တရားဝါလို့ထင်ပြီးတော့လုပ်လို့ရှိရင်လည်းအပြစ်မရှိဘူးဒါနော်တရားဝါလည်းဖြစ်ရမယ်တရားဝါဆိုတာလည်းသိတာလည်းဖြစ်ရမယ်သိစေလိုတဲ့စိတ်တွေလည်းရှိတယ်သိအောင်လဲလုပ်တယ်သိလဲသိသွားတယ်ဒီအင်္ဂါ၅ချက်ပြည့်ဖို့လို့သိအောင်တော့လုပ်တယ်မသိဘူးဒါတစ်မျိုးเนาะသိစေလိုတဲ့စိတ်နဲ့မဟုတ်ဘူးရွှေချက်ကတခြားဖြစ်သွားတာတခြားဒါတစ်မျိုးအင်္ဂါ၅ချက်လုံးစုံရမယ်ကိုတတ်လိုက်တဲ့တရားဝါဟာတကယ်ကိုတက်ရှိတရားဝါလည်းဖြစ်ရကိုကတက်ရှိတရားဝါမှန်လဲတိတိကြီးလှုပ်တာဖြစ်ရသေပါစေဆိုတဲ့သေစေလိုတဲ့စိတ်လည်းရှိရသေအောင်လဲကြိုးစားတယ်သေလည်းသေသွားတယ်ဟောဒါဆိုရင်ပါဏာတိပါဒကံဆိုတာမြောက်သွားပြီသူနော်ဆိုလိုတာကပြည့်စုံသွားပြီဒီတတ်လို့တဲ့ပါဏာတိပါဒစေရနာသူတဏ္ဍမှာကိန်းသွားပြီစွန့်ရင်တတိတွေရသွားပြီလို့ဒီလိုပြောတယ်အဲ့ဒီမှာမြတ်စွာဘုရားဟောပုံလေးကိုတတိထားကြည့်ပါဏာတိပါဒောဘိက္ခဝေအာတေဝိတောဘာဝိတောဘုလိကတောသူများအသက်တတ်ဖို့စတင်ကြိုးစားတာကိုအာတေဝိတနော်သူများအသက်တတ်ဖို့လုံးပြီးသွားတယ်အာတေဝိတဘာဝိတထက်တလဲလဲလှုပ်တယ်ဘုလိကတအချိန်များစွာလှုပ်တယ်နေစဉ်နဲ့အမျှအကောင်ကြီးပလောင်ကြီးတွေပြောမယ်ဆိုရင်နေ့စဉ်နဲ့အမျှငါးတွေတတ်တယ်ချက်တွေတတ်တယ်ဝက်တွေတတ်တယ်ဟောအချိန်ချင်းထထလှုပ်တယ်တရားဝါတွေတတ်တယ်အာတိဝိတဆိုတာစလှုပ်တာဘာဝိတဆိုတာပို့ပြီးတော့လှုပ်လာတာဘဟုလိကတဆိုတာအချိန်ပေါင်းများစွာလှုပ်လာတဲ့အခါမှာစဉ်းစားကြည့်ပေါ့တခါတလေတတ်မိတာမျိုးမဟုတ်ဘူးနော်တခါတရံစိတ်လိုက်ပိုက်ပါနဲ့တတ်မိတဲ့ဟာမျိုးဆိုလိုတာမဟုတ်ဘူးကြည်မြတ်စွာဘုရားဟောတာပါဏာတိပါဒဟာတဲ့အာတိဝိတစပြီးလှုပ်ပြီးဘာဝိတတိုးပွားလာအောင်လှုပ်ပြီးဘဟုလိကတအချိန်ချင်းထထလှုပ်လာပြီးဆိုလို့ရှိရင်တဲ့ဒီစေရနာကဘယ်ကိုပို့တတ်တော့ဆိုနိရယတံဝတ္တနိကောငရဲမှာဖြစ်စေနိုင်တယ်တဲ့သူအကျိုးပေးရင်ငရဲမှာပဲအကျိုးပေးမယ်ဒါပြောတာနော်ဖြစ်စေနိုင်တယ်ဆိုတာဖြစ်ရမယ်လို့ပြောတာမဟုတ်ဘူးတရားဝါရီတတ်တိုင်းငရဲကြတယ်လို့ဒီလိုမတွေ့ရဘူးအဲ့ဒီလိုပြောလို့ရှိရင်လည်းမှားတယ်နော်ပါဏာတိပါဒမှုလှုပ်တိုင်းငရဲကြရမယ်လို့ဒီလိုပြောတာမဟုတ်ဘူးမြတ်စွာဘုရားဟောတာအချိန်ချင်းထထလုံးမိနေပြီဆိုရင်တဲ့
နိရိယတံဝတ္တနိကောငရဲ၌ဖြစ်စေနိုင်တိရိစ္ဆာနတံဝတ္တနိကောငရဲကလွတ်လာလို့ရှင်တိရိစ္ဆာန်ဘဝမှာဖြစ်စေနိုင်တိရိစ္ဆာန်ဘဝကလွတ်လာလို့ရှင်လေပေတတံဝတ္တနိကောဆင်းရဲတဲ့ပြိတ္တာမျိုးမှာဖြစ်စေနိုင်တယ်ဟောဆင့်ငဲနော်အဆိုးဆုံးကငရဲပြီးတဲ့အခါနည်းနည်းသက်သာတာကတိရိစ္ဆာန်အဲ့ဒီတဲ့သက်သာတာပြိတ္တာဒီလိုဆိုလို့တာအဲ့တော့မြတ်စွာဘုရားဟောတဲ့တရားတော်ဟာသူစကလုံးတိုင်းနားလည်ဖို့လိုတယ်ဘာနာတိဘာတာကိုလုတ်ပြီးချိန်များစွာလုတ်ပြီးထပ်လုတ်ပြီးဆိုလို့ရှိရင်နဲ့အဲ့ဒီစေရနာသည်ငရဲ၌ဖြစ်စေနိုင်တယ်တိရိစ္ဆာန်ဘုံမှာဖြစ်စေနိုင်တယ်ပြိတ္တာဘုံမှာဖြစ်စေနိုင်တယ်သူအကျိုးပေးမှာအဲ့ဒီမှာပဲအကျိုးပေးမယ်လို့ပြောတာသို့တော်လူတိုင်းဖြစ်သလားလို့ဆိုမဖြစ်ဘူးတခြားအကြောင်းတွေကိုထည့်တွက်ရကဲစဉ်းစားကြည့်လေပတ်စံရှိတဲ့လူတယောက်ကလူသားမှုကျိုးလွန်နေထောင်ကြရလားမကြတာတွေရှိတယ်လေငွေနဲ့ပေးပြီးတော့ရှောင်လိုက်တာမရဘူးလားခုခေတ်မှာလည်းရှိတာဘယ်ခေတ်မဆိုရှိတယ်ဒါအပြစ်ပြောစရာမဟုတ်သူ့ရဲ့အခြေအနေကောင်းလို့ခေါ်တယ်တော့အကုသိုလ်ကံဆိုတာလေဒီတိုင်းပဲလို့မှတ်တာကံကြမ္မာကမျက်နှာလိုက်တယ်လို့တော့ဒီလိုမအောင်မေ့လေနဲ့အဲ့တော့ငွေကြေးတဏတတ်နိုင်တဲ့ပုဂ္ဂိုလ်ဟာထောင်တန်းကြရမယ့်ကိစ္စလုံးမိတောင်မှပဲထောင်မကြဘူးဘာကြောင့်လို့ငွေကြေးတတ်နိုင်လို့အဲ့ဒါလိုပဲအကုသိုလ်ကံလုံးတဲ့ပုဂ္ဂိုလ်ဟာကုသိုလ်ကံတွေများများလှုပ်ထားလို့ရှိရင်ငွေကြေးတဏချမ်းသာတယ်လို့ပဲသူကဝင်ကယ်သွားတာဒါအပြစ်လားဆိုအပြစ်မဟုတ်ဘူးဒါနော်အကုသိုလ်မှုတော့လုံးမိပါတယ်ဒါပေမဲ့လို့ကုသိုလ်တွေနဲ့များများလှုပ်ထားတယ်ဆိုတော့ तू ကငွေကြေးတတ်နိုင်တဲ့လူလိုပဲလေအဲ့ဒီကုသိုလ်ဟာကယ်သွားတာပဲ तू ဒါကိုမြတ်စွာဘုရားကလောနကပ္ပလတုံမှာဆိုစားခဲလေးနဲ့ဥပမာပေးထားတာအေးဇီဝတိလုံးလောက်ရှိတဲ့စားခဲလေးတစ်ခဲကိုဖန်ခွက်ကလေးထဲမှာထည့်ထားတဲ့ရေထဲကိုထည့်လိုက်လို့ရှိရင်အဲ့ဒီဖန်ခွက်ထဲကရေဟာတောက်မဖြစ်လောက်အောင်ငံသွားလိုက်မယ်မှန်တယ်အဲ့ဒီစားခဲလေးကိုရေကန်ကြီးထဲထည့်လိုက်ပါရတာမှတောင်ဖြစ်ဘာဖြစ်လို့ရေတွေကဟိုကများတယ်နော်ရေကများတယ်ပျောက်သွားတယ်စားရတာလုံးဝပျောက်သွားအဲ့ဒါလို့ပဲတချို့ပုဂ္ဂိုလ်ကြတော့ကုသိုလ်တရားလုံးဝမရှိဘူးအကုသိုလ်တွေပဲများနေဖန်ခွက်ထဲကရေလေးလိုပဲနည်းနည်းလေးပဲရှိအဲ့ဒီပုဂ္ဂိုလ်ကြတော့ခုနဇီဝတိလုံးလောက်စားခဲလေးနဲ့တောက်မဖြစ်အောင်ငံသွားမှာဆိုလိုတာကဒီပုဂ္ဂိုလ်ကခံမေရောနည်းနည်းလေးလုံးလဲနည်းနည်းခံမေတော့ဒီလိုပြောတာကုသိုလ်ကောင်းမှုရှိတဲ့ပုဂ္ဂိုလ်ကြတော့မခံရဘူးလို့ပြောတာဒါကံကြမ္မာကမျက်နှာလိုက်ထားလားလို့ဆိုမဟုတ်ဘူးပါတော့အခြေအနေကောင်းတွေရှိလို့ရှိရင်အခြေအနေကောင်းကကာကွယ်သွားတာဒါသဘာဝပဲလေအခြေအနေကောင်းကကာကွယ်အခြေအနေကောင်းဆိုတာပတ်စံရှိတာအခြေအနေကောင်းကိုယ်ကာကွယ်ဆောက်ရှောက်ပေးမဲ့လူရှိတာအခြေအနေကောင်းနော်အားကိုးရှိတာအခြေအနေကောင်းဒါတွေကအခြေအနေကောင်းတွေလို့ခေါ်တယ်အခြေအနေကောင်းမရှိဘူးဆိုရင်နည်းနည်းလုံနည်းနည်းခံပြီးတော့ဒါပဲဒီလိုပြောတာနော်အဲ့ဒါလည်းထည့်သွင်းပြီးတော့မှတ်သားထားသို့တော့ပါဏာတိပါဒအလုတ်မှန်ရင်အားကောင်းလာရင်ဘယ်မှာပို့တော့ငရဲမှာဖြစ်စေတယ်ဘယ်မှာဓိတဲ့တက်တာတဲ့နေရာဆိုရင်တရိစ္ဆာန်ဘဝဖြစ်စေတယ်ဓိတဲ့တက်တာတဲ့ဆိုရင်ပြိတ္တာဘဝမှာဖြစ်စေကဲပါဏာတိပါဒရဲ့အပေါ်ဆုံးအပြစ်ကလေးကိုပြောစမ်းပါပါဏာတိပါဒလုံလာတဲ့ပုဂ္ဂိုလ်ကလုံးဝခွင်လွတ်ကျွတ်လောက်တာတော့မဟုတ်ဘူးဘဝတစ်ခုမှာပါဏာတိပါဒသူများသက်တွေတတ်လာတဲ့ပုဂ္ဂိုလ်တယောက်ဟာကုသိုလ်ကံတခြားကုသိုလ်ကံတွေရဲ့အကျိုးနဲ့လူဘဝရောက်လာပြီဆိုရင်သူလုပ်ခဲ့တဲ့ပါဏာတိပါဒစေတနာရပ်ကြည့်မနေဘူးဘာဖြစ်လဲအဲ့ဒီပုဂ္ဂိုလ်ကငယ်ငယ်နဲ့သိအောင်ခုခေတ်မရှိဘူးလားငယ်ငယ်နဲ့သိတာပြည့်နော်မွေးရယောဂနဲ့မွေးလာတဲ့လူတွေရှိတယ်လေမွေးလာတဲ့ယောဂတွေနဲ့ဒုက္ခတွေရောက်လာတယ်တချို့ဆိုလို့ရှိရင်မိခင်ရဲ့ဝန်းထဲမှာတင်သေသွားတယ်တခြားအကြောင်းတွေပြောကြတာပေါ့တာလျှောသွားတယ်လို့ဘာဖြစ်တယ်လို့ညာဖြစ်တယ်
အမှန်သူလုတ်ခဲ့တဲ့ပါဏာတိပါဒကံပဲအတိတ်ပဲသူလုတ်ခဲ့တဲ့ပါဏာတိပါဒကံကြောင့်မို့လို့တချို့ဆိုရင်ကလလရေကြီးအဆင့်ကတည်းတည်သွားတယ်တချို့ကြတော့ကလလရေကြီးကနေအကောင်အထည်ဖြစ်လာတဲ့အခါတည်သွားတယ်တချို့ကြတော့မွေးချင်းတည်သွားတယ်နော်ချို့ကြတော့မွေးပြီးအသက်ရှင်ပြီးတိတ်မကြဘူးတည်သွားတယ်တချို့ကြတော့အရွယ်ကောင်းဆုံးတည်သွားတယ်လောကကြီးမှာဒီလိုဟာတွေရှိတယ်ရှိတဲ့အခါကျတော့လူတွေကတော့ဘာကိုစွဲကြလဲလို့ဆိုလို့ရှိရင်ဘသူကြောင့်ဘယ်ဝါကြောင့်ဒီလိုပြောကြတယ်ဘာယောဂါကြောင့်ဆိုပြီးယောဂါဆွဲတယ်ဘာကြောင့်တည်ရတယ်ဘာကြောင့်တည်ရတယ်နဲ့အကြောင်းတရားတွေတော့လိုက်ဆွဲကြတယ်တကယ်ကတော့လက်တယ်ကဘသူလဲလို့ဆိုရင်သူလောက်ခဲ့တဲ့ပါဏာတိပါဒကံမြတ်စွာဘုရားအဲ့ဒါပြောတာနော်ဏိဂုံးကမြတ်စွာဘုရားဘာဟောတာယောတဗလဟုသောပါဏာတိပါဒတဝိပါကောအပေါ်ဆုံးပါဏာတိပါဒရဲ့အကျိုးလေးကိုပြောစမ်းပါဆိုရင်မနုဿဘုတ္တတအပ္ပယုကတံဝတ္တနိကောတဲ့လူဖြစ်လာရင်တောင်အသက်တိုးတယ်တဲ့အသက်တိုးစေနိုင်တယ်လို့ဒီလိုပြောတာအဲ့တော့အဲ့ဒီအချိန်လေးမှာသွားပြီးတော့အသက်ရှည်ပါစေအသက်ရှည်ပါစေဆိုရှည်မှာမဟုတ်ဘူးပါဏာတိပါဒရှိတဲ့လူကသိမှာပဲမြန်မြန်နော်နဲ့ယောဂဖြစ်ပြီးကြွတာပဲအဲ့ဒါဒီလိုပြောတာအဲ့ဒါကြည့်လောကလူတွေအသက်တိုးကြတာဩပါဏာတိပါဒမလုံခဲ့ကြပဲကိုဒီလိုပဲတွေ့ရကိုမိသားစုတွေမှာငငယ်ရွယ်နဲ့တည်သွားတာတွေတွေ့လိုက်ဩပါဏာတိပါဒမလုံသူများမိသားစုမကြည့်နဲ့ဘုန်းကြီးတို့မိသားစု12ယောက်ရှိတဲ့ထဲ2ယောက်က1ယောက်ကမိခင်ဝမ်းမှာပဲပြက်ကျသွားတယ်ဒါကြားဘူးတာပေါ့နော်ဒါကဘုန်းကြီးတို့မေတော်ကြီးမှာ1ယောက်ကတော့မွေးပြီးတော့လာသားဘလောက်လောက်မှတည်သွားတယ်2ယောက်တည်သွားတယ်လို့ဆိုတာသိရတယ်အကြီးဆုံးနေတယ်ဘုန်းကြီးတို့ကတော့နံပါတ်6ဆိုတော့မသိလိုက်ဘူးပေါ့သူတို့နောက်တစ်ခါဘုန်းကြီးယောက်ကနှမလေးတစ်ယောက်က9နှစ်လောက်မှာကြောက်ပေါက်ပြီးတော့ဆုံးသွားတယ်ဒါလည်းအသက်တွန်သွားတာပဲလေဟောမိသားစုထဲမှာအသက်တူတဲ့လူကတူတာပဲရှည်တဲ့လူကရှည်တာမတူဘူးဆိုတာဩဒါတွေကအကြောင်းတွေသာရှောက်ပြောတာအကြောင်းပေါက်လို့သေးတာအကြောင်းမပေါက်ရင်မသေးဘူးလို့တွက်ကောင်းတွက်လိုက်မယ်မဟုတ်ဘူးသေဖို့ဖန်နေလားဒီလိုပဲပြောဘာဖြစ်လို့အသက်ရှည်ရမနေရလဲဆိုပါဏာတိပါဒအဲ့တော့မိသားစု12ယောက်ရှိတဲ့ထဲမှာ9ယောက်ပဲအရွယ်ရောက်တည်ထီအောင်နေရတယ်ကျန်တဲ့3ယောက်ကငယ်ငယ်နဲ့ဆုံးသွားတယ်ဟောဒါအပ္ပယုကတံဝတ္တနိကောလို့ဒီလိုတွေ့ရဒီလိုနားလဲရတခြားမိသားစုတွေမှာလည်းပဲဒီတိုင်းပဲလောကမှာစောစောတည်သွားတာဆိုတာဒီမှန်သမျှဟာပါဏာတိပါဒရဲ့အကျိုးဆက်တွေပဲလို့တန်ဝေကယူเสียပေါ့အေးတို့တွေအခုလိုသက်တူတာတွေတွေ့ရလို့ရှင်အတိတ်ဘဝတို့ကပါဏာတိပါဒကရှိခဲ့တယ်တို့တွေပါဏာတိပါဒအမှုမကျွလွန်မိအောင်ခီးဆိုင်မှာပဲလို့စိတ်ထဲမှာဒီလိုနှလုံးသွင်းမှုလိုအပ်တယ်ဆင်ញင်ရမယ်သုံးသပ်ရမယ်ဒီလိုဆိုလို့ဟောနောက်တစ်ခုကြတော့ပါတော့ဆိုဒီတိုင်းပဲဟောတာမြတ်စွာဘုရားကာယဒုစရနဲ့ပတ်သက်ပြီးအဒိဏဒါနတဲ့သူရပစ္စည်းကိုမတရားယူတယ်မတရားယူတယ်ဆိုတဲ့နေရာမှာအများကြီးပဲဒါကြောင့်မို့လို့မယိုးသားတဲ့စိတ်နဲ့မပေးတဲ့ပစ္စည်းကိုယူတယ်အဲ့ဒီမှာဝိနည်းကျမ်းကမှာခိုးခြင်း25မျိုးဆိုတာရှိတယ်ခိုးခြင်း25ပါးအကြောင်းတိုက်ဆိုင်တဲ့အခါခိုးခြင်း25ပါးကိုကြာကြာနာနာရှင်းပြခဏခေတ်မှာမြန်မာနိုင်ငံမှာအဒိဏဒါနတွေအလွန်များတယ်လို့ပြောနော်သို့တော့တခိုးလို့ဆွဆွဲခံရတာတော့ဟိုအိမ်ဒီအိမ်ကပစ္စည်းခိုးတယ်လို့ပဲဆွဆွဲခံဈေးထဲမှာမမှန်မကန်တဲ့ပစ္စည်းရောင်းတဲ့ပုဂ္ဂိုလ်ကလည်းခိုးမှုပဲဒါနော်အကောင်းတဲ့အဆိုညက်ရောင်းရင်ခိုးမှုပဲခိုးတာပဲစီသမ်းမှာဆိုပြီးမတတ်နာတွေရောတာလဲခိုးမှုပဲဒါအားလုံးကခိုးမှုနဲ့မကင်းဘူးနော်အဲ့တော့ဘုရားဘာသာဝင်သူတော်စင်တွေတတိထားเสียအမတန်မှကောင်းတယ်
အေးအဋ္ဌိဏဒါနအမှုဟာအာသေးဝီတော်စလုပ်ပြီးဘာဝီတော်များများဖြစ်အောင်လှုပ်လာပြီးဘူးလီကတော့အချိန်ချင်းထပ်ထပ်ဖြစ်အောင်လှုပ်လာပြီးဆိုရင်ဘယ်ပို့လဲနိရယတံဝတ္တနိကောဘယ်ရဲ့မှာဖြစ်စေနိုင်တယ်တိရိစ္ဆာနတံဝတ္တနိကောတိရိစ္ဆာန်ဘုံမှာဖြစ်စေနိုင်တယ်ပေတတံဝတ္တနိကောပြိတ္တဘုံမှာဖြစ်စေနိုင်တယ်ဒါပေမဲ့လို့အဋ္ဌိဏဌာနကျွလွန်လာတဲ့ပုဂ္ဂိုလ်လူဘဝရောက်လာလို့အပေါ်ဆုံးအပြစ်ကလေးအဋ္ဌိဏဌာနရဲ့အစိုးပုံရိပ်ကလေးကဘာလေးတုံးလို့ဆိုဘောခဖြတနာတံဝတ္တနိကောကိုရှာထားတဲ့ပစ္စည်းတွေဟာပျက်စီးသွားတယ်ရဲရန်ပျက်စီးတယ်ဆုံးရှုံးတယ်တခိုးခံရတယ်မီးလောင်တယ်ရေမျောတယ်အသိမ်းခံရတယ်ဟောအမျိုးမျိုးအကြောင်းမျိုးမျိုးနဲ့ကိုရှာပွေထားတဲ့ပစ္စည်းတွေကပျက်စီးတယ်ဆုံးရှုံးတယ်အဲ့ဒါဟာအဋ္ဌိဏဒါနအကျိုးပါဒါကြောင့်မို့လို့ရှေးတုန်းကဆရာတော်ကြီးတို့ကျောင်းမှာတဲ့ဖောက်ထွင်းခံရပြီးပစ္စည်းတွေခိုးခံရတဲ့အခါဆရာတော်ကြီးကဗာပြောတော့ဆိုတိတ်တိတ်နေကြလူမသိစေကြနဲ့တို့အမှုတွေပေါ်ကုန်ပြီဒါဒီဟာကိုရွယ်ပြောတာနော်တို့ပစ္စည်းတွေခိုးခံရတယ်ဆိုတာဟိုတုန်းကငါတို့ခိုးလာတာငါတို့အမှုတွေပေါ်ကုန်ပြီအဲ့လိုသာတွက်ပြီးတော့နော်ပစ္စည်းမီးလောင်ခံရရင်လည်းအေးငါအမှုပေါ်နေပြီအသာနေကြသွားပြီး complaint မတက်နဲ့ကိုအိမ်ခိုးသွားပြီဆိုရင်အသာတိတ်တိတ်နေငါအမှုပေါ်ဟိုဘဝတုန်းကငါလုပ်ခဲ့တာတွေခန်းနေရတယ်လို့အပေါ်ဆုံးအပြစ်ကဘောခဖြတနာတံဝတ္တနိကောစေးစင်ဥစ္စာတွေပျက်စီးတယ်တဲ့ပြက်နဲ့ကျုံးကိုကြုံရတယ်ဒါအပေါ်ဆုံးအပြစ်ပါတဲ့ဟောနောက်တစ်ခုကာမေတုမိစ္ဆာစာကာမကိစ္စတွေမှာမမယွင်လုပ်တယ်သူတော်ဘာတာမယာပြစ်မှားတယ်ဆိုတဲ့ပုဂ္ဂိုလ်တွေဟာအချိန်ချင်းထပ်ထပ်လှုပ်လာပြီဆိုလို့ရှိရင်ခုနတိုင်းပဲငရဲတရိစ္ဆာန်ပြိတ္တာဒီဘဝတွေမှာဖြစ်စေနိုင်တယ်အပေါ်ဆုံးအပြစ်ကတော့ဘာလဲလူဖြစ်လာလို့ရှိရင်တပတ္တဝေရတံဝတ္တနိကောတဲ့သူတွေ့တာနဲ့ပဲရန်လောက်ခံအားလေးပြောလိုက်သူ့မတည့်တဲ့လူကအလွန်များရန်သူများတယ်ရန်သူတွေကလည်းသူ့အလုံးလုံးမုန်းနေတယ်မြို့ရဲရွာထဲမှာဟိုနာသွားဒီနာသွားမုန်းချောင်းရိုက်ခံရတယ်ဟာမုန်းတာအလုံးလုံးမုန်းတာဒီကောင်ကြည့်မရဘူးဆိုတဲ့ကောင်တွေရှိတယ်လေမြို့ရဲရွာထဲမှာကြည့်မရဘူးလူတကာကမုန်းနေတယ်အဲ့ဒါလို့လူတကာမုန်းတဲ့တခါတလေအကြောင်းမဲ့မုန်းတာရှိတယ်နော်လူတွေပါမကောင်းတာလုပ်လို့မုန်းတာတစ်မျိုးအကြောင်းမဲ့အမုန်းခံနေရတဲ့ပုဂ္ဂိုလ်ကတစ်မျိုးရန်သူတအားများတယ်အရာထဲမှာနေမတည့်တဲ့လူတွေများတယ်ရန်သူတွေများတယ်ဆိုတာကာမေတုမိစ္ဆာစာရကျူးလွန်ခဲ့တဲ့အမှုရဲ့အပေါ်ဆုံးအပြစ်ကလေးပါတဲ့အဆိုးပုံရိပ်ကလေးတစ်ခုလို့ဒီလိုပြောတာနော်ကာမေတုမိစ္ဆာစာရရဲ့အပေါ်ဆုံးအဆိုးပုံရိပ်ကလေးဒီတဲ့ဆိုးကျိုးတွေကခံပြီးငရဲကြတယ်တိရစ္ဆာန်ဖြစ်တယ်ပြိတ္တာဖြစ်တယ်ဟောအပယ်လေးပုံဒုက္ခတွေခံရပြီတဲ့ဒါကကာဒုစရိုက်၃ခုနဲ့ပတ်သက်တယ်ကဲဝစီဒုစရိုက်တွေချစ်မုဒ္ဒဝါဒဆိုတာအမှားကိုအမှန်လုပ်ပြီးတော့ပြောတာတိတိကြီးနဲ့ပြောင်းပြန်ပြောတာဈေးရောက်တဲ့နေရာမှာလဲမုဒ္ဒဝါဒတွေရှိတယ်တကယ်ပေးရတာက9000လောက်ပေးရတာကိုဒါ1000တန်တယ်လို့ပြောပြီးတော့1000ဝဲရအောင်ကြိုးစားလို့ရှိရင်တော့ဒါလိန်ပြောတာခေါ်တယ်မပြောနဲ့ပေါ့ဒီလောက်ရမှရောင်းနိုင်မယ်ပဲပြောပေါ့ဘလောက်ပေးထားရတယ်လို့လိန်မပြောနဲ့ဒီလိုဆိုလိုတာပေါ့အဲ့ဒီမှာလိန်လီပြောကြမှုဆိုတဲ့ထဲမှာတချို့ကြတော့ရုံးပြင်ကနာတက်ပြီးတော့လူတယောက်အကျိုးမဲ့တော့အောင်လိန်လီတာတွေရှိတယ်လေအဲ့ဒီလိန်လီမှုကတစ်ဖက်သားအကျိုးမဲ့ပျက်စီးသွားအောင်ဒုက္ခရောက်သွားအောင်မဟုတ်ဘဲနဲ့လိန်ပြီးတော့ပြောတဲ့မုတ္တဝါဒဟာတော့ပို့ပြီးတော့အပြစ်ကြီးတာပေါ့တစ်ဖက်သားအကျိုးမဲ့အောင်လှုပ်လိုက်လို့စေတိယမင်းမြေမျိုးသွားတယ်ဆိုတာအဲ့ဒါတစ်ဖက်သားအကျိုးမဲ့ဖြစ်အောင်ရ
ယာရုတစ်ခုရရမှာအကြီးနဲ့အငယ်အကြီးကယာရုရရမှာအဲ့ဒါကိုသူကအကြီးကိုအငယ်လှုပ်ပြီးတော့ပြောတယ်အငယ်ကိုအကြီးလှုပ်ပြောတယ်ဟောပြောင်းပြန်ပြောတာပြောင်းပြန်ပြောတဲ့စိတ္တိယမင်းမြေမျိုးတဲ့အခုခေတ်ဘုဒ္ဓဝါဒသမားတွေဘာလို့မြေကမမျိုးတော့ဆိုမြေကယွန်လို့နေမှာပေါ့နော်လိန်နာလည်းများနေပြီလေလိန်နာများတဲ့အခါကျတော့တိတ်ပြီးတော့ဟိုခီးမဆိုင်နိုင်တော့ဘူးပေါ့ဒီလိုဖြစ်လေအဲ့တော့ကြည့်အဲ့ဒီမုဒ္ဒဝါဒချွတ်လွန်ခဲ့တဲ့ပုဂ္ဂိုလ်တယောက်ဟာခုနတိုင်းပဲငရဲတရိစ္ဆာန်ပြိတ္တာပုံမှာဖြစ်တယ်လူဖြစ်လာလို့ရှိရင်အစိုးပုံရိပ်ကလေးတွေပေါ်လာတယ်ဘာဖြစ်လဲအဘုဒ္ဓပက္ခနာတဲ့အဘုဒ္ဓဆိုတာမမှန်မကန်အဘက်ခန္ဓာဆိုတာဆွဆွဲခံရတာဘုဒ္ဓဝါဒလုပ်ခဲ့တဲ့ပုဂ္ဂိုလ်ကမမှန်မကန်ဆွဆွဲခံရမှုတွေအချင်းချင်းခုခေတ်မှာလည်းရှိတယ်မမှန်မကန်ဆွဆွဲခံရပြီးတော့ဖန်ခံရတယ်ထောင်တန်းကြတယ်ဟောတကယ်ကတော့ तू လှုပ်တာမဟုတ်ဘူး तू မလှုပ်ပေမဲ့လို့မာယွင်ဖန်မာယွင်ထောင်ချတာမျိုးတို့ဒါမျိုးတွေကရှိတယ်လေအဲ့ဒါဟာတမန်အားဖြင့်ပြောမယ်ဆိုလို့ရှိရင်ဟိုဘွားတို့ကကိုလိန်ခဲ့တဲ့အကျိုးကျေးဇူးတွေပဲလိန်ခဲ့တဲ့မုဒ္ဒဝါဒရဲ့အပေါ်ဆုံးအပြစ်ပဲတဲ့ဒါမတရားဆွဆွဲမှုတွေဖြစ်လာတယ်ဘာပဲဖြစ်ဖြစ်သူ့ပဲထင်ခံရတယ်ဟာကောင်းကောင်းနေလဲသူ့အစိုးထင်ခံရတယ်ဒီလိုဟာမျိုးတွေဖြစ်တတ်တယ်တဲ့ဒါမုဒ္ဒဝါဒရဲ့အပြစ်ဟောနောက်တစ်ခုပိတုဏဝါစာတယောက်နဲ့တယောက်မတက်အောင်လုပ်တချို့ကတို့မီးရှုံမီးလုပ်လူနှစ်ယောက်ကတတွဲတွဲလုံနေလို့ရှိရင်တယောက်နဲ့တယောက်အထင်မြင်လွဲသွားအောင်မတက်အောင်ဝင်ပြီးတော့တတ်ရှို့တယ်ဆိုတာလုပ်တယ်ဂုံချောတယ်ပေါ့ပိတုဏဝါစာလို့ခေါ်တယ်အဲ့ဒီပိတုဏဝါစာအလုပ်ကိုအပျော်အဖြစ်လုပ်နေတဲ့ပုဂ္ဂိုလ်တွေနောက်ဆုံးကြတော့ဘာတော့ငရဲတရိစ္ဆာန်ပြိတ္တာဆိုတဲ့ဘဝတွေမှာရောက်တယ်သူ့ရဲ့အပေါ်ဆုံးလို့ဆိုတဲ့အဆိုးပုံရိပ်ကဘာလဲလို့ဆိုကြည့်လေခုခေတ်မှာလူတယောက်ဟာဘယ်သူနဲ့ပဲဖြစ်ဖြစ်အပေါင်းအသင်းဖြစ်ရင်ခဏပဲပြီးကွဲသွားကြမတည့်ကြဘူးတဲ့တဲ့ရင်တစ်လနှစ်လပဲပြီးကွဲကြပြန်ခဏခဏကွဲကြအဲ့ဒီခဏခဏကွဲတာဟာအကောင်းကွဲမဟုတ်ဘူးတဲ့အရင်တော့သူများကိုကွဲအောင်လုပ်ခဲ့တဲ့ကံကြမ္မာတွေရဲ့ပုံရိပ်တွေပေါ်နေတာဘယ်တော့ဖြစ်ဖြစ်မိတ်ဆွေပေါင်းတဲ့နေကခွာပြဲသူနဲ့အမြဲတမ်းခွာပြဲအပေါင်းတဲ့နေကရှောင်းကုန်ကြမတည့်ကြဖြစ်ကုန်ကြဘာလေးတွဲလိုက်ကွဲပြန်ပြီဘယ်နေရာတွဲလိုက်ကွဲပြန်ပြီဆိုတဲ့ဟာတွေကအတိတ်ဘဝတုန်းကကိုလှုပ်ခဲ့တဲ့အဆိုးရဲ့ပုံရိပ်တွေပဲလို့ဒီလိုမှတ်သားကြရမယ်ဒါမြတ်စွာဘုရားဟောခဲ့တာနော်မိတ္တိဟိဗေဒနာတံဝတ္တနိကောအပေါ်ဆုံးအပြည့်ဟာမိတ်ဆွေပေါင်းတဲ့နေနဲ့ကွဲရတယ်ဒီလိုဆိုလိုတာအဲ့ဒီကွဲပြဲတွေကတော့ဗမာပြည်မှာတလောက်မပေါ်သေးဘူးအနောက်တိုင်းတွေမှာကျတော့ဇနီးမောင်နှံ divorce လုပ်တာတွေအမြဲတမ်းများတယ်ကွဲကြတယ်အဲ့ဒီအကွဲတွေဟာလည်းပဲဒီမုဒ္ဒဝါဒီပိတုဏဝါစာရဲ့အကျိုးဆက်တွေပဲဖြစ်လာနော်အကျိုးဆက်တွေဖြစ်တာပဲကွဲတယ်တာဖာချင်းကွဲတယ်ညီကိုမောင်နှမချင်းကွဲတယ်ဟောကွဲအကွဲဆက်လန်းခင်းတာမတည့်ကြဘူးတဲ့ညီညွတ်မှုမရှိကြဘူးတဲ့ဒီလိုကွဲတယ်အဲ့ဒါဟာပိတုဏဝါစာရဲ့ပေါ်ဆုံးပြစ်ပါတဲ့ဟောနောက်တစ်ခုကဖရုဒဝါစာဘယ်တော့မှချိုးချိုးသားသားသူများကိုမပြောတတ်ဘူးချိုးချိုးသားသားမပြောတတ်ဘူးဆိုတော့တချို့ကနှုတ်ကြီးချိုးနေတာတွေရှိနော်ငယ်ငယ်တော့ကတောရွာကဘုန်းကြီးတစ်ပါးနှုတ်ကြိုးတာကိုယ်တိုင်လည်းတွေ့ဘူးတယ်ပေါ့ဘယ်သူဖြစ်ဖြစ်သူနဲ့ယဉ်နေတဲ့ပုဂ္ဂိုလ်တွေ့လို့ရှိရင်နှုတ်ဆက်တာဟာကောင်းကြီးမသေးသေးဘူးလားဆိုနှုတ်ထက်နော်မသေးသေးဘူးလားတဲ့သူနှုတ်ဆက်တာသေခိုင်းနေတာချအဲ့ဒါလို့ဆဲပြီးတော့နှုတ်ဆက်တတ်တယ်ချို့
အမြဲတမ်းချမ်းသာတဲ့စကားရိုင်းပြတဲ့စကားပြောတယ်ယဉ်ကျေးလိမ္မာတဲ့စကားဘယ်တော့မှမပြောဘူးဒါကိုဖရုဒဝါစာလို့ခေါ်တယ်ဆဲတယ်ရေးတယ်ရိုင်းရိုင်းဆိုင်ဆိုင်ပြောတယ်တချို့ကထမင်းစားတာတောင်ဆောင်းအောင်ပြီးတော့ကဲမြို့ချဆိုးကြလို့လုပ်တာရှိသေးတယ်နော်မြို့ဟဲ့ဆိုးဟဲ့ကောင်းကောင်းမွန်မွန်စားပါစေဘယ်နဲ့မြို့ခိုင်းနေဒီလိုဟာမျိုးတွေကလည်းရှိသေးတယ်နော်အဲ့တော့နှုတ်ချမ်းတဲ့ဟာတွေကြတော့တချို့အိမ်တွေမှာနှုတ်ချမ်းတာတွေကြားနှုတ်ချမ်းတာတွေကြားအဲ့ဒီနှုတ်ချမ်းတာကိုအကုသိုလ်လို့မထင်ဘူးဒုစရိုက်လို့မထင်ဘူးလို့အကျင့်ကြီးတစ်ခုလို့ထင်တယ်အဲ့ဒီဒုစရိုက်ကလည်းအကျင့်ပေါင်းများစွာဖြစ်လာလို့ရှိရင်အပေငယ်ရဲ့တရိစ္ဆာန်ပြိတ္တာဖြစ်စေနိုင်တယ်တဲ့နော်နောက်ဆုံးသူ့ရဲ့အဆိုးပုံရိပ်ကဘာလဲလို့ဆိုရင်လူဘဝရောက်လာပါပြီတဲ့အပေါ်ဆုံးအပြစ်လေးကဘာလို့ဆိုရင်စိတ်ချမ်းသာစရာစကားဆိုဘယ်တော့မှမကြားရဘူးတဲ့သူလာပြောတာတွေဆင်းရဲမဲ့စကားတွေကြီးပဲမကြောက်ဝမနာတာတွေပဲပြောခံဘယ်တော့မှဒီစိတ်နှလုံးအေးချမ်းမဲ့စကားသံမျိုးမကြားရဘူးတဲ့သူ့ရဲ့ပတ်ဝန်းကျင်ဟုတ်တယ်တချို့အိမ်တွေမှာဆဲဆိုးနေကြတာပဲအရာထဲမှာနော်ချိုးချိုးသားသားပြောတာမရှိဘူးတချို့မိသားစုတွေကြတော့လေဒီလိမ္မာကြတယ်ယဉ်ကျေးကြတယ်သားမိသားဖယဉ်ကျေးကျေးပြောကြဆိုကြတယ်ဒီလိုဟာတွေလည်းရှိတာဆဲဆိုပြီးတော့ရိုင်းဆိုင်ဆိုင်ပြောနေတာတွေလည်းတွေ့ဦးတာအဲ့ဒါဘာလို့တော့ဆိုဖရုဒဝါစာရဲ့အကျိုးတွေပဲတဲ့အစိုးပုံရိပ်တွေဟာအမနာပတတ္ထတံဝတ္တနိကောကိုယ်စိတ်ထဲမှာမကြိုက်တဲ့အတန်လေးကြီးပဲကြားငယ်ငယ်လေးတဲ့ဟုတ်လားအမေဖေရတောင်မှပဲငါသားလို့ဘယ်တော့မှမခေါ်ဘူးသေနာကောင်လေးဟောသေနာကောင်လေးလို့ခေါ်ခံရတာလေဒီသေနာကောင်လေးကမသေးနိုင်သေးဘူးတဲ့ပြောတာခဲ့ဟောအဲ့တော့သူ့အနေနဲ့ကတော့သားလို့ခေါ်တဲ့အတန်ကြားကိုမကြားဘူးတခါမှမွေးလာတဲ့သေနာကောင်ပဲခေါ်ခံရတယ်ရှိတယ်အဲ့ဒါမျိုးတွေနော်မရှိဘူးမဟုတ်ဘာဖြစ်လို့သူသေနာကောင်လို့ခေါ်ခံရတာလဲဆိုဟိုဘဝတုန်းကဖရုဒဝါစာသူလောက်ခဲ့တာလေဒါကြောင့်မို့လို့ချိုးသားတဲ့စကားဆိုတာဘယ်တော့မှမကြားတချို့တက္ကရာမတွေလည်းပြောကြတယ်အိမ်ကဟာကြီးတဲ့ဟောချိုးသားသားမပြောဘူးနော်အိမ်ကဟာကြီးလို့ပြောတယ်ချိုးသားမှုမရှိကြဘူးပေါ့အဲ့ဒါလို့ချိုးသားသားမပြောတတ်တဲ့အလေးတစ်ခုဟာလည်းပဲဒုစရိုက်တစ်ခုပဲလို့ဒီလိုမှတ်သားထားကြဘာပဲဖြစ်ဖြစ်ချိုးသားတဲ့စကားနဲ့ရင်ကြီးကြီးပြောတတ်ဖို့ဆိုတာအရေးကြီးတယ်တဲ့နောက်တစ်ခုကဘာလို့ဆိုရင်တန်ဖတ်ပလာပါတဲ့အကျိုးစီးပွားကိုပျက်စီးစေတတ်တဲ့အပြောမျိုးတွေဘာတွေတုံးဆိုတရားလက်လွတ်အပြောတွေတရားနဲ့ဆန့်ကျင်တဲ့အပြောတွေလောကအကျိုးတန်တရားအကျိုးဘာမှမရှိတဲ့အကျိုးမဲ့ပျက်စီးစေနိုင်တာတွေကိုပြောတယ်အဲ့ဒါကိုတန်ဖတ်ပလာပါလို့ခေါ်တယ်အဲ့ဒီတန်ဖတ်ပလာပါကလည်းအဲ့ဒီလိုတန်ဖတ်ပလာပါပြောနေတာဟာဒုစရိုက်ပဲအဲ့ဒီဒုစရိုက်ကိုကျွလွန်ပြီဆိုလို့ရှိရင်ငရဲတရိစ္ဆာန်ပြိတ္တာဟောဒီပုံတွေမှာဖြစ်စေနိုင်တယ်သူ့ရဲ့ဆိုးကျိုးလူဖြစ်လာလို့အပေါ်ဆုံးအပြစ်နေနဲ့အဆိုးပုံရိပ်ကဘာလဲလို့ဆိုရင်အနာဒေယဝါစတံဝတ္တနိကောအရာထဲမှာရှိပါလိမ့်မယ်သူဘာပြောဟဲ့မင်းတို့လူစကားမပြောနဲ့ဟောဒီလိုပြောခါပိတ်ခါသူစကားဘယ်သူမှနားမထောင်ရည်စရာဖြစ်တယ်ဘာပြောသူစကားဘယ်သူမှအလေးနဲ့မထောင်အဲ့ဒီလိုအနာဒေယဝါစဘယ်သူမှစိတ်ထဲမှာမမှတ်နားမထောင်ခြင်းနဲ့စကားရှိတဲ့ပုဂ္ဂိုလ်မျိုးဖြစ်တတ်တယ်ဒီလူကိုအယူအနှံအသုံးမကျတဲ့လူအနေနဲ့ထားပြီးအရက်ထဲမှာသူပြောရင်ဘယ်သူမှနားမထောင်ဘူးအဲ့ဒီလိုပုဂ္ဂိုလ်မျိုးတွေဟာတန်ဖတ်ပလာပဆိုတဲ့ဒုစရိုက်ကိုကျူးလွန်ခဲ့သည့်အတွက်ကြောင့်အဆိုးပုံရိပ်တွေပေါ်နေတာလကားသားဖြစ်တာမဟုတ်ဘူးဆိုတာတန်ဝေကယူချဖို့ပေါ့ဟောဓာတုစရိုက်9ပါးပြီးသွားမြတ်စွာဘုရားကဖြည့်ဆွက်ပြီးတော့ဟောထားတာသူရပါဏသူရမေရယပါဏအယက်သေးစားမူရစေတတ်တဲ့အရာတွေအကုန်လုံးပင်ကိုစိတ်ပျောက်သွားပြီးတော့
မူရစ်ပြီးတော့စိတ်တစ်မျိုးဖြစ်လာစေတတ်တာစိတ်ကိုကြွစေတာစိတ်ကိုထစေတာဆိုတဲ့မူရစ်ဆေးဝါးဘယ်ဟာပဲဖြစ်ဖြစ်ပဂရိစိတ်ပျောက်သွားတဲ့မူရစ်စေတတ်တဲ့ပစ္စည်းကိုအသုံးပြုတယ်အချိန်ချင်းထပ်ထပ်လှုပ်လာပြီဆိုလို့ရှိရင်အဲ့ဒီသူရမေရယကဘယ်မှာဖြစ်စေနိုင်တာတော့ဆိုငရဲတဲ့တရိษံနဲ့ပြိတ္တာတဲ့အဲ့ဒီဘုံတွေမှာဖြစ်စေနိုင်တယ်တဲ့ဟုတ်ပြီကုသကံအကျိုးပေးလို့လူဘဝရောက်လာရင်ဘယ်လိုလူမျိုးလာဖြစ်တုံးဆိုအပေါ်ဆုံးအပြစ်အနေနဲ့သူ့ရဲ့အဆိုးပုံရိပ်ကလူဘဝမှာလားပေါ်တာဘယ်လိုဟာပုံလို့ဆိုဩမတ္တကတာဝတ္တနိကောမွေးလာကြတဲ့ကအယူအနှမ်းပဲဖြစ်တယ်ခုဘဝစေယောဂါတွေဖြစ်ပြီးယူနှမ်းသွားတာတွေကိုသွားပြီးတော့ဘာကြောင့်ယူတယ်ညကြောင့်ယူတယ်ဘယ်သူကဖမ်းစားလို့ဘယ်သူကပြုတ်စားလို့ပြောမနေနဲ့သူရမေရယရဲ့အကျိုးဆက်ကိုခံနေရတာလို့ဒီလိုသာမှတ်ပြီနော်အယူဖြစ်တယ်အယူရင်လားလို့ဆိုမဟုတ်ဘူးကြက်မပြည့်တဲ့လူနော်အယူအနှမ်းကြက်မပြည့်ဘူးအသိဉာဏ်မရှိဘူးအဲ့ဒါလို့ပုဂ္ဂိုလ်မျိုးတွေဖြစ်လာနိုင်တယ်လို့ဒါမြတ်စွာဘုရားကအပေါ်ဆုံးအပြစ်တဲ့အဲ့ဒါကြောင့်မို့လို့ဒုစရိုက်ရဲ့အကျိုးအဆိုးပုံရိပ်တွေဟာလူသားတွေထဲမှာလာပြီးတော့ပေါ်နေတယ်လူဘဝမှာရှာဖွေပြီးတော့တွေ့ရအခုပြောနေတဲ့ထဲမှာအသက်တော်တဲ့လူတွေလည်းတွေ့ရတာပဲစီးပွားဥစ္စာခဏခဏပြတ်တဲ့လူတွေလည်းတွေ့ရတာပဲရံများတဲ့ပုဂ္ဂိုလ်တွေလည်းတွေ့ရတာပဲမတရားဆွဆွဲခံရတဲ့ပုဂ္ဂိုလ်တွေလည်းတွေ့ရတာပဲမိတ်ဆွေပေါင်းသင်းနေနဲ့ခဏခဏကွဲပြဲတဲ့ပုဂ္ဂိုလ်တွေလည်းတွေ့ရတာပဲဘယ်တော့မှချိုးတာတဲ့စကားသံဆိုတာမကြားရတဲ့ပုဂ္ဂိုလ်မျိုးတွေလည်းတွေ့ရတယ်သူစကားဘယ်သူမှအလေးနဲ့ထားမှတ်သားခြင်းမခံရတဲ့ပုဂ္ဂိုလ်မျိုးတွေလည်းတွေ့ရအယူတွေဆိုတာလည်းတွေ့ရတယ်နော်ရွာသားကြီးပို့ထားတဲ့အယူတွေလည်းပါမှာပေါ့နော်အကြောင်းမျိုးမျိုးတွေမှာအဲ့ဒီပါရှေးတုန်းကတော့တရားကလေးပေါ့အခုတော့ရွာသားကြီးဖြစ်သွားအဲ့ဒီမှာဒီလိုဖြစ်ရတာဟာအကြောင်းမဲ့လားလဲဆိုမဟုတ်ဘူးအကြောင်းရှိတယ်ဒါတွေဟာဒုစရိုက်အကျိုးအဆိုးပုံရိပ်တွေပေါ်နေခြင်းပဲဖြစ်တယ်လို့ဘုန်းကြီးတို့တွေသင်္ကန်းစာယူပြီးတော့တို့တွေဒီဒုစရိုက်တွေမကျွလွန်မိအောင်တို့တွေတတိထားကြရမှာဖြစ်တယ်နော်တတိထားပြီးတော့ရှောင်ကျင်မှသာလဲအခုလိုဆိုးချိုးတွေနဲ့တို့တွေဟာလွတ်မှာဖြစ်တယ်လို့ကိုစီသဘောချပြီးတော့ဒုစရိုက်တရားတွေကိုရှောင်ရှားလို့သူစရိုက်တရားတွေကိုပွားများအားထုတ်နိုင်ကြပါစေကုန်သတည်း